မင်္ဂလာပါရှင် Simple Daily Life Channel မှာပြန်လည်ကြိုဆိုပါရရှင်မိတ်ဆွေများအားလုံးကိုယ်စိတ်နှပါကျန်းမာချမ်းသာပါစေလို့မေတ္တာပို့ပါတယ်ရှင်ဘေးအန္တရာယ်အပေါင်းမှလည်းကင်းဝေးပါစေလို့အလေးနဲ့ဆန္ဒပြုပါတယ်ဒီနေ့တော့ကျမဆ iam မတ်စန္ဒာရဲ့ဝတ္ထုလေးတစ်ပုဒ်ဖတ်ပြခြင်းပါတယ်ရှင်ဝတ္ထုလေးရဲ့နာမည်ကစီးဆင်းလာသောပုတ်တော်ဝါဒတဲ့ပြည့်တဲ့ရက်ခံကျင်တာကတော့ကျမတို့ရဲ့ Simple Daily Life Channel လေးကိုလက်ခံ subscribe လေးလုပ်ပေးပါဦးနော်စီးဆင်းလာသောပုတ်တော်ဝါဒတောက်ဒါလားกว่าယောက်ျားဟင်ဥက္ကမောင်တွေးကအော်သည်အုံးစီရွှဲရွှဲထည့်ပြီးတင်းတင်းဆွဲထုံထားသောရောင်သည်ရှေ့ဘက်သို့ငိုက်ကြနေသည်နှခမ်းမွေးကားကားကြီးနှစ်ဖက်ကမူအောက်ဖက်သို့ကုတ်ကြနေသည်ယောက်ျားဆိုတာကိုယ့်အပြစ်ကိုဝန်ခံရရတယ်ကွမလိန်ရဘူးမညာရဘူးမကောက်ရဘူးစိန်တိုးသည်ကုတ်ကုတ်ကလေးရက်နေရင်းမှသူ့ဖခင်အားမရဲတရဲလှမ်းကြည့်သည်ထို့နောက်မျက်လွှာကိုချက်ချင်းပြန်ချလိုက်သည်ယောက်ျားဆိုတာမိုက်ရင်လည်းဖြောင်းဖြောင်းမိုက်ရတယ်ကွစိုးရင်လည်းဖြောင်းဖြောင်းစိုးရတယ်ကွကဲမှန်မှန်ပြောစမ်းမင်းတောင်ချောင်းကတောက်ရီခံတဲ့ကိုရေဆင့်ကူတယ်မဟုတ်လားစိန်တိုးကလဲချောင်းထဲမှာတတွေးကိုဂလုကနေမြူချသည်တတ်နိုင်တဲ့ခေါင်းခါပြီးဟင့်အင်းဟုပြောချင်တော်လည်းမပြောရဲ့ထို့ကြောင့်ခေါင်းညိတ်မလို့လို့ခေါင်းခါမလို့လို့နှင့်ချက်ချင်းပင်ငိုချင်းလာသည်အာကိုအများရလိမလားဟုအမေကိုလှမ်းကြည့်တော်လဲအမေကသူ့ကိုလှည့်ဆောင်ရည်ပင်မကြည့်ပြောင်းမှုဘက်ဆေးလေးကိုဖွာရင်းလမ်းမဘက်သို့ငေးကြည့်နေသည်ဟိတ်ကပြောလို့ဆိုဟုတ်ကဲ့ဟုပြောတော်လဲဟုတ်တလုံးသာထွက်လာသည်နောက်ဆက်တွဲခဲ့သည်တတွေးနှင့်အတူလေချောင်းထဲသို့ပြန်ကျသွားသည်နောက်ပြီးတော့စံတုပ်နဲ့ရန်ဖြစ်တယ်ဟုတ်အေးရန်ဖြစ်တော့လေယောက်ျားပြပြသားသားဖြစ်တာမဟုတ်ဘူးသူ့မျက်လုံးနဲ့သဲနဲ့ပက်ပြီးမှဘိုက်ကိုပြေးထိုးတယ်ဟင်ဒါယောက်ျားလုံလားပြောစမ်းဥက္ကမောင်တွေကသူ့ရှေ့ကျွန်းစပွဲကိုလက်သီးဖြင့်ထုသည်စပွဲပေါ်ရှိတရုတ်ကြွေပန်းအိုးထဲမှနှင်းပန်းလေးများရုပ်ရုပ်သဲသဲလှုပ်ခါပြီးကြွေကြလာကြသည်လူပုံကပျော့စီပြောဖက်နဲ့အကျင့်ကလည်းတခိုးချင်နဲ့ဟင်းမင်းတို့လိုအကောင်စားတွေများများမွေးလာလို့ကတော့ဒီအင်္ဂလိပ်ကျွန်းသဘောဘဝကဘယ်တော့မှလွတ်မှာမဟုတ်ဘူးတောက်ဟဲ့ကောင်ဒီမှာငါ့ကိုကြည့်မင်းမအပြစ်ရှိလားမရှိဘူးလားစိန်ထိုးခေါင်းကိုမတိမတာညှိပြသည်ဟဲ့ကောင်မင်းကိုမင်းအမေကပါဇက်တစ်ပေါက်ထည့်ပေးထားတာအလကားမဟုတ်ဘူးပါဇက်ကပြောဟုတ်ရှိပါတယ်အေးဒါဆိုပစိုးချွတ်ဟိုတိုင်ကိုသွားဖက်စိန်ထိုးကအမေအားလှမ်းကြည့်မိပြန်သည်အမေကတုတ်တုတ်ပင်မလုံးဥက္ကမောင်တွေကဘီရိုအဝတ်ထက်ထဲမှတဝဲချိန်ကိုထုတ်သည်ညာဘက်လက်ဖြင့်ကင်ကရွှမ်းကနေဝင့်လိုက်သည်စိန်တိုးဤလက်ဖြားခြေပြားများသည်ရုပ်ချီးပင်အေးလာသည်ရင်ထဲတွင်တလှက်လှက်ခုန်လာသည်တိုင်ကိုတင်းတင်းဖက်ပြီးမျက်စိကိုတင်းတင်းမှိတ်ထားလိုက်သည်ကဲဒါကတောက်ရိတ်ခံနဲ့ရေချိုးလို့ရွှမ်းဒါကရန်ဖြစ်လို့ရွှမ်းဒါကတော့ယောက်ျားပီပီသားသားရံမဖြစ်တတ်လို့ရွှမ်းအမလေးအမေရဲ့ဟိတ်ကောင်မိမလို့မိမရနဲ့မအော်နဲ့ရွှမ်းတောက်ဦးစိန်တိုးကတောက်ခောက်သည်သူ့လက်ထဲမှသူရိယသတင်းစာကိုစပွဲပေါ်သို့ဒေါသဖြင့်စောင့်ချသည်ဘာဖြစ်လို့လဲကိုလက်နဲ့ဆိုလို့အတူတချောင်းတော့မပါပဲအေးချမ်းချမ်းတပိတ်မှောက်တဲ့တို့ရဲ့ចောင်းသူចောင်းသားတွေကိုလေပလိတ်ပြန်မြင်းစီးပြီးနံပါတ်တုပ်နဲ့လိုက်ရိုက်တဲ့ဟင်းမရိုက်လိုက်တဲ့အကောင်တွေကွာဟော့တော့ဒေါခင်မမြသည်ဦးစိန်တိုး၏ဘေးတွင်ဝင်ထိုင်ပြီးသတင်းစာကိုလှမ်းယူသည်သူ့ကိုမှတနခါနတ်တသင်သင်မှွေးပြန့်နေတော့လဲဦးစိန်တိုးရင်မအေးနိုင်ရန်ကုန်ကအမျိုးသားအကြောင်းသို့ကျောင်းရိပ်ကျောင်းစားပို့ထားသောသားကြီးအောင်ထုံးကိုမြင်အောင်ပြီးရင်ထဲတွင်ပူးနေသည်ဟောဒီမှာကြည့်ပါဦးရှင်ပလိတ်ရိုက်လို့ထွက်ပြေးရတဲ့ကျောင်းသူကျောင်းသားတွေကျွတ်ကြံခဲ့တဲ့ဖက်နှက်တွေလေသတင်းစာတိုက်ကဓာတ်ပုံရိုက်ပြထားတယ်တောင်ပုံရာပုံမှာလားကိုရဲ့ဟောတော့တပိတ်မောက်ကြတာ high school ကျောင်းသားကြီးလည်းပါတယ်ဆိုပါလားအမလေးကိုကျမတို့သားဘာဖြစ်လဲကွာငါတို့သားဦးစိန်တို့ကဖြတ်၍အော်သည်အမလေးကျမတို့သားလေးများတပိတ်မောက်ကျောင်းသားတွေပါသေးလားမသိဘူးအေးမပါဘူးဆိုရင်တော့ငါကိုယ်တိုင်သွားရိုက်မယ်ဒေါသတောကနှင့်မာနတို့အရေးထင်နေသောဦးစိန်တို့၏မျက်လုံးများသည်မှုန်မှိုင်းရီဝေးနေသည်ဒီအချိန်ကငါတို့တစ်မျိုးသားလုံးသွေးစီးရမယ့်အချိန်မြမြရဲ့နေချင်းအင်္ဂလိပ်ကိုတော်လှန်ရမှာဒီတပိတ်ဟာအထီးရောက်ဆုံးလက်နဲ့ပဲဒီလိုထဲမှာတို့ရဲ့သားဟာပါရမှာပေါ့ပါကိုပါရမှာပေါ့ဒါပေမဲ့ပလိတ်ကရိုက်အိုးရိုက်ရောမကလို့တတ်တောက်နဲ့ချက်လက်ပါစီသည်ဦးစိန်တို့သည်နေရာမှပြုံးကနေထသည်လက်နှစ်ဖက်ကိုနောက်ပစ်ခါဧကန်းထဲတွင်ခောက်တုတ်ခောက်ပြန်လမ်းလျှောက်သည်စပတ်လမ်းမကြီးပေါ်တွင်သွေးတွေတန်တွေနှင့်ခွေကလေးများလဲနေမလားဟုတွေးမိတော့စိတ်တင်းထားသည့်အထက်မှရင်ထဲတွင်ဘလောင်စုသွားသည်ဒီအထက်မှသားကြီးပါမှကျင်းသေးပါတယ်ရှင်အေးပါရမှာပေါ့ကွာကိုကလည်းအမြဲမြောက်ပေးနေတာပဲမြောက်ပေးရမှာပေါ့ကွာဒါဟာအမျိုးသားကြီး
မျက်လုံးအိမ်တွင်မျက်ရည်များလဲလာတော့လဲဥစိန်တို့ကအံ့ကြိတ်ထားသည်ငါတို့သားတင်ပါတာမဟုတ်ဘူးသူများသားသူများသမီးတွေလည်းအများကြီးပါကြပါတယ်။အော်ခက်လိုက်တာဘာလို့ငိုနေတယ်လဲမြမြရေကဲတော့အထုပ်ဖူးသွားပြင်စမ်းနေ့လေရထားနဲ့ကိုရန်ကုန်လိုက်သွားမယ်။သားကိုပြန်ခေါ်ခဲ့နော်။အိုးသူများသားသမီးတွေမပြန်သေးရင်ဘာလို့ပြန်ရမလဲ။ပြန်ခေါ်ဖို့သွားတာမဟုတ်ဘူးဟင်းဆက်တိုက်ဖို့အားပေးမလို့သိရလား။သားကြီးနာမည်အောင်ထွန်းဆိုတာနေချက်ကိုအောင်ပြီးထွန်းကားအောင်လို့မှဲ့ထားတယ်ဆိုတာမေ့ပြီလား။ဦးစိန်တို့ကအံ့ကြိတ်တန်နဲ့အော်လေသည်။သားခမောင်ဝေဖေဖေစီလာစမ်းဦးအောင်ထွန်းကလှမ်းခေါ်သည်ခမောင်ဝေသည်သူ့လက်ထဲမှဖိုတိုပလေးစာအုပ်ကိုစာကြည့်စပွဲအံဆွဲတဲ့သူဖြတ်ခနဲသွင်းကပိတ်လိုက်သည်ဟုတ်ကဲ့လာပါပြီဖေဖေဦးအောင်ထွန်းကခမောင်ဝေအားတစ်ချက်သာလှမ်းကြည့်ကစပွဲစွန်းတွင်တင်ထားသောဆေးပြင်းလေးတူကိုကောက်ပြီးမိညှိသည်မင်းမနေ့ကတော့အကြောင်းပြေးတယ်မဟုတ်လားဟာမဟုတ်ပါဘူးယောက်ျားဆိုတာကိုယ့်အပြစ်ကိုဝန်ခံရရတယ်ကွာမညာပါနဲ့ရုပ်ရှင်ုံတွေကမင်းတို့ထွက်လာတာဖေဖေမျက်စိနဲ့မြင်ပြီးသားခမောင်ဝေနှုတ်ခမ်းပေါ်ကအပြုံးသည်ပျောက်သွားသည်မျက်တောင်ကိုမရည်ရွယ်ဘဲနှင့်တစ်ဖြက်ဖြက်ခတ်မိသည်လက်ချောင်းတွင်နင်လာသောတတွေးကိုဂလုကနေမျိုးချမိသည်ရှစ်တန်းဆိုပေမဲ့ပေါ့မနေနဲ့အခုကလေးကမှန်မှန်စူးစမ်းမှ10တန်းမှာအမှတ်ကောင်းကောင်းနဲ့အောင်မှာဒါမှလိုင်းကောင်းကောင်းဝင်ရမှာဆိုတာမင်းကိုခဏခဏပြောထားဘူးရဲ့သားနဲ့ကွာခမောင်ဝေဤခေါင်းသည်ငုံသွားသည်ရုပ်ရှင်ုံထဲမှာအထွေဖခင်ကတွေးဖြစ်အောင်တွေးလိုက်တော့ကံကြမ္မာကိုသာစိတ်ဆိုးခြင်းသည်မင်းကိုကောင်းပြီဆိုတဲ့အကြောင်းမှထားတယ်ကောင်းပြီဆိုတဲ့ကျူရှင်တွေလည်းအကုန်တက်ခိုင်းတယ်ဒါဖေဖေတို့ပတ်စံပေါ်လို့မဟုတ်ဘူးချမ်းသာလို့မဟုတ်ဘူးတားကိုသူများတဲ့တော်စေခြင်းလို့တက်စေခြင်းလို့ထူးချွန်စေခြင်းလို့ခမောင်ဝေကကလထိုင်လက်ရန်ကိုလက်သေးဖြင့်ချစ်နေသည်မင်းဒီလိုကြောင်းပြင်းနေတာဘယ်နှခါရှိပြီလဲပြောစမ်းဒီတစ်ခါတည်းပါခမောင်ဝေကတစ်ထစ်ငေါငေါဖြေသည်အမှန်ကတော့၄ခါရှိပြီဖြစ်သည်ရှစ်တန်းအကြောင်းသားလူပြိုပေါင်းဆိုတော့ Bridget Bardot နဲ့ Anita Ekberg ကိုကြိုက်တက်နေပြီဖြစ်သည်ဂျိမ်းစ်ဘွန်ကားကိုလည်းနှစ်ခါသုံးခါပြန်ကြည့်ပြီးရေကူဘာမီတူတူကလေးနှင့်အာဆူလာအင်ထရစ်ကိုအိမ်မက်တဲ့အလဲခေါ်တတ်နေပြီဖြစ်သည်ဘွဲရတဲ့ပညာတတ်တွေကတဖြည်းဖြည်းများလာနေပြီနောက်ဆိုရင်မှုလို့ပေါက်တော့မယ်ဒီကြားထဲမှာကိုကမထူးချွန်နိုင်အလကားပဲကြားလားခမောင်ဝေဟုတ်ကဲ့ဦးအောင်ထွန်းကစေးပြစ်လိတ်တူတူကိုတွားဖြင့်ဖိကပ်ရင်ခမောင်ဝေမျက်နှာကိုစူးစူးဆိုင်ဆိုင်အကဲခတ်သည်ခမောင်ဝေမျက်လွှာချထားသည်မင်းကငါပြောဖို့ပေါင်းလဲများလာပါပြီ10တန်းကိုအမှတ်ကောင်းကောင်းနဲ့မအောင်လို့ကတော့အလကားပဲဆိုတာ MC ရမှာမဟုတ်ဘူး RID ရမှာမဟုတ်ဘူးဒန်တယ်လည်းရမှာမဟုတ်ဘူးမေဂျာရောက်သွားတယ်အဲ့ဒီထဲမှာထိတ်ဆုံးကနေဘွဲရမှာဆရာပြန်လျှောက်လို့ရမှာခမောင်ဝေကတက်ပြင်းကိုမတိမတာရှိုက်မိသည်လူတိုင်းဒီစကားကိုပင်ပြောနေကြသည်အဖေရောအမေရောထို့အပြင်ကျောင်းကဆရာတွေရောကျူရှင်ကဆရာတွေရောအားလုံးတိုင်ပင်ထားကြသလို MC နှင့်တွတ်ရွတ်နေတတ်ကြလေသည်ဦးအောင်ထွန်းကအတန်မာနဲ့ဆက်ပြောသည်မင်းဒီလိုပဲရုပ်ရှင်ခိုးကြည့်လိုက်ကျူရှင်ပြေးလိုက်ကျောင်းပြေးလိုက်လုပ်နေလို့ကတော့တစ်သက်လုံးကောင်းစားမှာမဟုတ်ဘူးဒါကပညာရေးတွေမကဘူးဘဝကြီးပါနေတယ်ဆိုတာကြက်မှတ်ထားတိုးဝေသည်သူ့လက်ထဲမှာရိုးရချိုချင်တစ်လုံးကိုစက္ကူပတ်ခွာကပါဇက်ထဲထည့်လိုက်သည်အလုံးမပြတ်စေပဲအသာမြုပ်၍စုပ်သည်ထို့နောက်ပါဇက်ထဲမှပြန်ထုတ်ခါစက္ကူပတ်ဖြင့်ပြန်ပတ်သည်အိတ်ထဲမှချိုချင်အစ်တစ်လုံးထုတ်ခါစားသည်ခုနတော့သူစုပ်ပြီးသားချိုချင်ကိုမူကတ်တွန်းဖတ်နေသောဖြိုးဝေစီတို့ပစ်ပေးလိုက်သည်ရောက်ကိုမင်းဘူးမမေပေးလိုက်တာဖြိုးဝေကကတ်တွန်းစာအုပ်စီမှာမျက်စိမခွာချိုချင်ကိုလှမ်းယူပြီးစက္ကူပတ်ခွာကပါဇက်ထဲပစ်ထည့်လိုက်သည်ထို့နောက်ကတ်တွန်းကိုစိတ်ဝင်တစားဆက်ဖတ်လေသည်အားတဲ့အကောင်ခံပေါ့သူတို့နှစ်ဦးကိုမတိမတာအကဲခတ်နေသောဥက္ကမောင်ဝေကစိတ်တွင်းမှရေရွတ်မိသည်အငဲကောင်ကအဲ့ဒီလိုပဲတိတ်ပြီးလူလဲကြတယ်မောင်ရဲ့သူ့ဘေးတွင်ထိုင်နေသောဇနီးဖြစ်သူပြုံးတွေကခတ်တူးတူးပြောသည်တနေ့တော့ကလည်းအိမ်ရှိအိမ်ကလှမင်းနဲ့ရန်ဖြစ်တယ်ဖြစ်တာကလည်းသူကစပြီးကြောက်ခဲနဲ့ပေါက်တာအဲ့ဒါဟိုကသူ့စီပြေးလာတော့မျက်နှာကိုသဲနဲ့ပက်ပြီးမမြင်မကန်းဖြစ်နေတော့မှဘိုက်ကိုပြေးထူတယ်လေနောက်ပြီးအိမ်မော်ပြစ်တက်လာပြီးအခန်းထဲဝင်ပုန်းနေတယ်ကဲဥက္ကမောင်ဝေကစပွဲပေါ်မှာကော်ဖီခွက်ကိုယူပြီးတစ်ချိုက်ချင်းတောက်သည်ကြောက်တိုင်ကော်ဖီမုန့်ကိုထညက်နဲ့ဖြော်ထားတာဆိုတော့တောက်ရသည်မှာအရသာမရှိလာပြီကော်ဖီမုန့်ကောင်းကောင်းလေးများဝယ်ပါအောင်ပြုံးတွေရဲ့ဝယ်ချင်တာပေါ့မောင်ရဲ့ဘူချုပ်စီးကဟင်းသာကော်ဖီမုန့်ကစီအုပ်နဲ့လက်မှတ်လုပ်ထားတာတော့နေတဝက်တန်းစီရတာလက်ရွေးစင်ကော်ဖီမုန့်ကတော့တစ်ပေါင်ကို30တဲ့30လဲ10ပေါ့ကွာဝယ်ပါလားဥက္ကမောင်ဝေကထိုစကားကိုစိတ်ထဲမှပင်ပြောလိုက်သည်အပြင်သို့ထုတ်ပြောလျင်မောင်ရတဲ့လာက800ကျော်ဆိုတာစင်ပစံနှမ်းပတ်တာလောက်ပဲရှိတာအိမ်လာကဘလောက်မီတာကဘလောက်ကျောင်းလာကဘလောက်
စီဝယ်ရတာကဘလောက်မင်္ဂလာဆောင်လုပ်ဖွဲ့ရတာဘလောက်ဆိုတာတွေကိုဆက်တိုက်ကြားရတော့မည်ကိုမကြားချင်လှပြီအဖေပြောသလိုဆယ်တန်းကိုအမှတ်ကောင်းကောင်းဖြင့်အောင်မှဘဝရေးစိတ်အေးရမည်ဆို၍စာဝဖိကြိုးစားခဲ့သည်ဆရာဝန်မဖြစ်တော့လဲအင်ဂျင်နီယာဖြစ်ခဲ့သည်ဖေမျှော်မှန်းသလိုငကြွဲဆန်ဖွေးဖွေးနှင့် Nescoffee မွေးမွေးကိုတော့စားခွင့်တောက်ခွင့်မရခဲ့ပြီတငယ်ချင်းအပေါင်းအသင်းထဲမှချမ်းသာသူများချမ်းသာကြသည်ကိုအားကျမိတော့လဲကိုကသူတို့လိုချမ်းသာအောင်မလုပ်တတ်ကျောင်းကသင်ပြီးသောပညာတွင်ထိုပညာများမပါကြီးနော်မောင်ပြောအောင်လို့ဆိုပြုံးတွေကသူ့လက်မောင်းကိုလှုပ်ပြီးပြောသည်ဟင်ဘာပြောရမှာလဲမောင်သားအငယ်ကိုလေတနေ့တုန်းကလည်းမောင်ထမင်းစားပြီးထိုင်းနေတော့ပြုံးတွေကမလကာသီးနှလုံးပေးလိုက်တယ်လေမောင်ဘဝအကြီးသူ့ဘဝအသေးအဲ့ဒါကိုတော်လေးကမောင်ကိုအသေးလာပေးပြီးအကြီးကိုသူ့ပါဇက်ထဲထည့်လိုက်တယ်မဟုတ်လားအေးအဲ့ဒါကြည့်ဆုံးမအောင်လူလေးကလက်တောက်လောက်နဲ့ကလိန်ကချစ်ကတဲများတယ်ပြောမနေတော့ပါဘူးကွာဟင်ဘာဖြစ်လို့လဲဦးကမောင်ဝေကကော်ဖီကိုအပြည့်သက်မော့ချလိုက်သည်ထို့နောက်ခက်မက်မဲ့ပြုံးရင်တိုးတိုးပြောသည်ဒီလိုအမူအကျင့်လေးတွေရှိနေလို့ကတော့ဒီအကောင်မစင်ရနိုင်ပါဘူးပြုံးတွေရဲ့ကြီးဝါရင်အောင်ကြီးဝါလာလေဦးမယ်မဟုတ်ဘူးလားအဆုံးထိနားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်အခုလိုဝတ္ထုလေးတွေကိုအမြဲတမ်းဖတ်ပြခြင်းလို့ကျမတို့ရဲ့ Sympathy Live Channel လေးကိုလက်ခံ Subscribe လေးလုပ်ပေးပါဦးနော်နှစ်သက်မြင့်ရင်လည်းတငယ်ချင်းမိတ်ဆွေတွေကိုမျှဝေပေးဖို့မေတ္တာရက်ခံပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်